me I'm sad Bam I'm alone daylight jolly Bam I'm alone daylight jolly Posai my mulere jo all of the door Pity alla ma vole o piacem bien bo To me I'm sane rolly Bam I'm alone daylight jolly Hey yo, ala ba mingala ba? Mingala ba go ye de. Mingala ba ခင်ဗျာအကူလုံးမခေါ်ပါနဲ့ငငယ်လေးပဲရှိသေးတယ်မြန်မာတိုင်းနိုင်ငံလုံးမှာဒီ social media ပေါ်မှာတက်ပြောနေတဲ့ကောင်းတွေအကုန်လုံးထဲမှာကျုပ်ကအသက်ငယ်ဆုံးအဲ့လေမင်္ဂလာပါပိုဆိုင်မတက်မင်္ဂလာပါညီရဲ့တဲ့မင်္ဂလာပါနော်တဲ့ဒီနေ့ပြောချင်တဲ့အကြောင်းကလေကတော့ပြည်ပြေးခွက်ခေါက်တရောင်းသားအတိုင်းဝိုင်းပေါ့နော်မင်းတို့စောက်ခွက်တွေငိမ့်ငိမ့်မနေနိုင်ဘူးလားမင်းတို့လီးတွေဖြစ်နေရလားဟမ်ပြောပါဦးမင်းတို့လီးတွေဖြစ်နေရလားပြည်ပြေးခွက်ခေါက်ကောင်းတယ်ဝင်လာခဲ့စမ်းအဲ့ထမိုင်းကြိုရကြည်သေးတော့ဆော့စီဆုပ်တယ်ဝင်လာခဲ့စမ်းအဲ့လီးတွေဖြစ်နေရလားမသိဘူးနော်ဒေါ်နယ်ထက်ကလီးဖြူနဲ့တိတ်လိုက်လို့ငိမ့်သွားပြီဆိုပြီးတော့ငါမှစိတ်ချမ်းသာနေတာဂျပန်မှာသွားပြီးတော့ဆောက်ထုတ်ခပေးနေတယ်ငါလီးမင်းတို့ဘ누구အတွက်လုံနေရလဲပြောပါဦးကဘာမကြေဘူးဆိုပြီးတော့ copy တီးလုံးနဲ့စောက်ဖြတ်မရှိဘူးလားဘာတွေဖြစ်ထော်သွားလဲပြောပါဦးကဘာမကြေဘူးလီမကြေရလားမပြီးသေးဘူးလားမင်းတို့စောက်ခွက်တယ်ဒုက္ခပဲဘ누구အတွက်လဲပြည်တွင်းအကောင်တွေအတွက်လားမြန်မာနိုင်ငံအတွက်လားဘာဖြစ်နေလို့လဲငါတို့နိုင်ငံအသားတွေကဘာဖြစ်နေလို့လဲငါတို့ပြည်တွင်းအကောင်တွေကဘာဖြစ်နေလို့လဲအေးဆေးပဲလီပဲမပြီးနိုင်တော့မပြီးနိုင်မစည်းနိုင်အကြီးမြိုင်မလို့ကိုမှတော့စောက်ချက်လည်းမရှိဘူးဘယ်လောက်ရလဲမသိဘူးအဲ့ဒီဆန္ဒပြတဲ့ကောင်နဲ့ဘယ်လောက်ရလဲကဘာမကြည့်ဘူးလုံနေတယ်ပြပထိုင်ပြီးတော့ငါလီးဟိုမှာတော့ကြည့်လိုက်အောင်ဗာလေဒီနေ့ reaction လုပ်ပေးတဲ့ဗီဒီယိုစကိုင်းဘက်ကမင်းကင်းလာဆန္ဒပြနေကြပြီသိလားနော်ကြောက်လို့ရှင်ကြီးကိုလိုက်တဲ့ဥစ္စာကိုရှင်ကြီးကဖက်တက်နိုးလို့ဆိုပြီးတော့အဲ့ဒါလည်းပြပမှာထိုင်ပြီးတော့ကဘာမကြည့်ဘူးလုံနေတော့မယ်လီးရောမဆုပ်ချင်ဘူးလားပြပြခွက်ကောက်တရောင်းသားတိုင်းဝိုင်းလီပိတ်မှာပေါ်တာဆွဲတယ်ဆိုတဲ့စကားမကြမ်းမိပြန်ဘူးတဲ့ဘာလို့ပါလဲဆွဲမှမဆွဲတော့ပိတ်မှာအေးဆေးပဲလေဘိတ်ကစီးပွားရေးမျိုးတော့ဖြစ်တဲ့အခါကျတော့ခင်ဗျားတို့ပတ်စံနိုင်ပတ်စံပဲသိလားအဲ့လောက်မဟုတ်တော့အခုကမြို့တော်တော်များများပါပဲဘိတ်တခုတည်းမဟုတ်ပါဘူးစစ်မှုထမ်းအဲ့လောက်မလို့တော့သိလားတချို့လှုပ်ရှားနေတဲ့ကောင်တွေကလှုပ်ရှားနေကြတယ်နော်မတထောင်ဖွာသားတွေဖြစ်တဲ့အတွက်မတထောင်ဖွာတွေဖြစ်တဲ့အတွက်လှုပ်ရှားတဲ့ကောင်တွေကတော့လှုပ်ရှားမှာပေါ့အချစ်ပြက်ခြားစားတဲ့ကောင်တွေသိရမလားရက်ွက်လူကြီးတွေနဲ့ပေါင်းပြီးတော့စမှုထမ်းကြီးဘလောက်သိရမလားအဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့အခုဘယ်လိုပြောမလဲဟိုလေးတကြောဖြစ်ပြီးတဲ့နောက်ပိုင်းမှာတရင်သမားတွေတက်ပြီးတော့ပြောပြီးတဲ့နောက်ပိုင်းမှာဘာသာမှတော့မကြတော့ဘူးသိလားနော်စမှုထမ်းကြီးဘာသာညာတမ်းမှမကြတော့ဘူးဒီ AR တိုင်းဘက်ကဟာတွေဆိုရင်ငြိမ်သွားပြီကျုပ်လက်လန်းမိတဲ့ရွာတွေကိုပြောတာကြံတဲ့နေရာတော့မသိဘူးနော်ကိုလက်လန်းမိတဲ့နေရာတွေကိုကိုတာဝန်ယူပြီးတော့အော်ပေးမှရမှာသဘောပေါက်လားတယောက်တည်းလိုက်ပြီးတော့ on နေလို့လည်းမထူဘူးပါမှသိလားနော်အားကြောင့်မလို့ဘာဖြစ်နေတာဒီပြည်ပခွက်ခေါက်တရောင်းသားတိုင်းဝိုင်းပြည်တွင်းထက်မှာအေးဆေးဖြစ်နေငါလီပြီးတော့9နှစ်ပြည့်တဲ့အထိမ်းအမှတ်ကဘာကြီးလောက်ကြလဲပြည်တွင်းထက်မှာစတိတ်ရှိုးနေတတရာပဲလာပြီးနေသိလားအဖေသွားကြောက်တက်မပြတ်ဘူးဟိုတယ်ဒိတ်မပြတ်ဘူးဘားတွေမှာမူးမပြတ်ဘူးအေးဆေးဖြစ်သွားပြီပြည်သူတွေရဲ့အနေထားကိုမင်းတို့သိလို့ရပြီဒီမှာပြည်တွင်းထက်မှာရှိနေတယ်ပြည်သူတွေအနေနဲ့ကဖားနဲ့ငါးနဲ့꿰ပြီးတော့အေးဆေးဖြစ်နေပြီမင်းတို့ပြည်ပကောင်တွေကဘာဖြစ်နေရလဲလီးဖြစ်နေရလားဒေါ်နယ်ထရက်ကလော်ကီနဲ့လမ်းပြီးတော့ကော်လော်ထုတ်လိုက်တယ်ခါကြတော့ဂျပန်မှာသွားပြီးတော့ကဘာမကြေဘူးလောက်နေတယ်စောက်စီးတွေကြေကုန်မယ်နော်သိလားနော်ဂျပန်ကနေပြီးတော့အခွင့်ပြုတ်ပြေးနေရမယ်ဂျပန်မှာသွားပြီးတော့စောက်ထည့်သွားကြည့်နေတယ်ဟိုမှာကသိရမလားနောက်တက်လာမယ့်အစိုးရကိုစောင့်နေတာနော်
သူမှလှုပ်ရှားစီးပွားရေးတွေအများကြီးပဲအဲ့ဒီဂျပန်ကတော့ပေါ့လားမင်းတို့စောက်ခွက်တွေကိုသိရမလားဘာလဲဒုတိယကဘာစစ်ကလေးကဖိတ်ချလာတဲ့နိုင်ငံရန်ကုန်ဆိုsorry ဂျပန်ဆိုတာကအဲ့တော့လည်းကဘာမကြေဘူးသွားလုံနေတယ်လိုမရှိဘူးဘာတွေလဲဘာတွေစောက်ယူထားနေရလဲဦးမင်းအွန်လိုင်းကနေပြီးတော့မှလေနေပြီးတော့အကောင်တွေကအေးစစ်စစ်ဖြစ်ပြီးတော့တတရာနဲ့နေထိုင်နေကြတယ်ပွဲလန်းတပည့်နေနဲ့သူစားလိုက်သွားလိုက်နဲ့အေးစစ်စစ်လေးနေကြတယ်အဲ့တော့ဘာတွေကဘာမကြည့်ဘူးဖြစ်နေတာဂျပန်မှာလာဦးမင်းအောင်လိုင်းကဒုက္ခပဲဒီပြည်တွင်းတဲ့ကောင်တွေကဘာဖြစ်နေလို့လဲမြန်မာနိုင်ငံကဘာဖြစ်နေလို့လဲဥပမာရန်ကုန်မှာမီးတွေပြန်မှန်ပြီးတော့ပြည်သူတွေပျော်နေကြတယ်သိလားနော်တရင်သမားတွေတော့မှတက်အော်ပြရတဲ့အနေထားဖြစ်နေပြီသဘောပေါက်လားနော်24နာရီမီးရောက်ဖို့အတွက်ကိုနေရာတော်တော်များများရနေပြီဆိုတာပြောပြတာအလီးဖြစ်နေရလားခေတ်စစ်ကပဲအစိုးရကများအဲ့ဒီမီးပြဿနာကိုဖြေရှင်းနိုင်ခဲ့လေဒီလောက်ထိဂျင်းတဲ့ကြက်ထဲရောက်နေတဲ့အနေထားမှာတော့မှသူကလုပ်ပေးနိုင်ခဲ့တယ်အဲ့ဆိုမင်းတို့စောက်ခွက်တွေ9နှစ်ပြည့်သွားပြီမင်းတို့လုပ်နေတာစောက်ရောက်ဝင်တာဘယ်နေရာရောက်လဲဒီတိုင်းပဲကဘာမကြေဘူးပဲထိုင်អော်ရင်းနဲ့ပဲလီပဲစောက်စီပဲဖြူသွားမှာသိလားလီဖြစ်နေရလားမသိဘူးပြည်တွင်းထဲမှာအေးစစ်စစ်လေးဖြစ်နေပြီဆိုရင်အပြိပနေပြီးတော့သိအောင်လားအရင်တော့လူမျိုးဘေးရန်အောင်လို့ဖောက်ဖျက်လို့မရတော့ဘူးအမေရိကန်မှာသွားပြီးတော့ဟိုမှာက ICE အဖွဲ့နဲ့ပက်နဲကိုတမနေတဲ့အခါကျတော့ဂျပန်ဘက်မှာသွားပြီးတော့လီတွေလုတ်ပြရတယ်ဒုက္ခပဲဒီလားဒီကောင်တွေငြိမ်ကိုမနေနိုင်တာတကယ်ဆိုအသာကြီးသိလားအနေထားအကွာကြီးပဲဒီမြန်မာနိုင်ငံနဲ့မင်းတို့ပြည်ပရောက်နေတဲ့ကောင်တွေအနေနဲ့ကကိုယ့်ကိုအေးစစ်စစ်တစားရနဲ့အေးစစ်နေစားရှိနေလိုက်လီးပဲကွာဘာဖြစ်နေရလဲအကိုတို့ရွာတွေမှာလည်းမီးတွေမှန်နေတယ်မီးမှန်နေဆိုတော့ဒီ social media တမားတွေအတွက်ကပို့ပြီးတော့ဝင်ငွေကောင်းတာဗောပို့ပြီးတော့လုတ်ကင်လုတ်ကောင်းတာဗောသိလားနော်အဲ့ဒီမီးကြောက်ပဲတစ်လဲနေတယ်ဥစ္စာရန်ကုန်ကနေပြီးတော့ဒီတာချီလိုက်ကနေပြီးတော့ဘိတ်ဘက်ကိုပြန်ပြီးတော့ပြေးလာရတဲ့အကြောင်းရင်းကအဲ့ဒါပဲရန်ကုန်မှာမီးမမှန်အရင်တော့ရန်ကုန်မှာကုန်စည်နှုန်းတွေတက်တာတယ်ဘာညာဆိုတော့သွားပြီးတော့နေကြည့်တာပေါ့မီးကမမှန်တဲ့အခါကျတော့အဆင်မပြေဘူးသိလားမကြိုက်တော့လိုက်ပြီးတော့ပြောင်းရွှေ့ရတဲ့အနေအထားရှိတယ်အခုတော့မီးမှန်သွားပြီဆိုတော့ AC ဖြစ်သွားပြီလေလီးပဲနော်မီတာကလည်း AC ပဲငါတို့ဘက်ကမီတာကဘယ်လောက်လဲမင်းတို့ရန်ကုန်မှာဘယ်လောက်လဲအကွာကြီးပဲသိလားမီတာကတော်တော်တက်တာတယ်ရန်ကုန်မှာငါတို့ဘက်မှာဘယ်လောက်လဲတယူနဲ့ကိုကဘာမကြေဘူးလုံနေတယ်စောက်ကြတယ်နာမိုက်ကပဲရောက်သွားပြီလေဒီမှာငါတို့ဘိတ်မှာဆိုရင်မီတာကဒီမှာ1100တယူနစ်ကို1150နေလောက်ရှိတယ်သဘောပေါက်လားမင်းတို့ရန်ကုန်မှာဘယ်လောက်လဲအေးစေးတတရဖြစ်နေပြီသဘောပေါက်လားလီးပဲကွာတော်တော်လေးတက်တာပြီးတော့တော်တော်လေးအနေချောင်စားချောင်တဲ့အနေထားကြီးဖြစ်နေပြီအဲ့ဒါကိုလည်းလီးလက်လိုက်ထောက်အောင်နေတယ်ဂျပန်ကနေပြီးတော့ပေါ်တာဆွဲတာမဟုတ်လို့တဲ့မင်းမေကိုလှုပ်ခိုင်းဖို့ခေါ်တာလားတဲ့ဘယ်သူပြောရလဲစကိုင်းမင်းကေဘက်ကပေါ်တာဆွဲလို့ပြည်သူတွေဆန္ဒပြတဲ့ဥစ္စာပြောရလားသူမျိုးကြတော့ပေါ်တာဆွဲတယ်ဗာပြည့်တယ်ညာပြည့်တယ်ဆိုမင်းတို့စောက်ခွက်တွေကရောမဆွဲဘူးလားငါတို့စောက်ခွက်တွေကပေါ်တာဆွဲတယ်ဟုတ်တယ်ဒါပေမဲ့အေးကိုသွားပြီးတော့မရောက်စားဘူးသဘောပေါက်လားလူလိုကျွေးပြီးတော့လူလိုထွိုင်းနေကွာရှင်းလားနော်မေလို့ရှင်မင်းတို့တတ်ထက်မှသွားကြည့်လိုက်ပြည်သူစစ်မှုထမ်းတွေဘယ်လိုနေရလဲဆိုတာတချို့ဆိုရင်အရန်ကိုပျော်ပြီးတော့သိရမလားဘယ်လိုပြောရမလဲဘယ်နေရာပဲရောက်ပါအောက်ဘက်ရနေတဲ့အဖွဲ့ဘက်ကရက်တည်မယ်ဆိုရင်တော့ဗဒတ်ပဲဖြစ်ဖြစ်မြန်မာစစ်တပ်ပဲဖြစ်ဖြစ်သိရမလားပျော်ကြတာပဲသိလားမသေးရတဲ့အခါကျတော့ပျော်တာပေါ့သိလားနိုင်နေတဲ့အခါကျတော့သိရမလားနောက်တချို့ဆိုရင်လက်မှတ်ထိုးပြီးတော့ဘယ်လိုပြောရမလဲရှေ့တန်းထွက်ချင်လို့ရှိရင်လက်မှတ်ထိုးပြီးမှထွက်ရတာနော်ရဘယ်သူမှရှေ့တန်းမပို့ဘူးသဘောပေါက်လားပြည်သူစစ်မှုထမ်းတွေကိုပြောတာအဲ့လောက်ထိအနေထားတွေရှိတယ်နော်ငါတို့စောက်ဝက်တွေကစစ်မှုထမ်းဆွဲတယ်ဆိုရင်တော့မှရခိုင်တွေကိုတော့ပြီးတော့မရောစားဘူးသဘောပေါက်လားအခု reaction တွေလုပ်ပြထားတယ်မင်းတို့စောက်လုပ်ကန်နေလားသူမြောက်သွားပြီးတော့လီးပဲပေါ်တာဆွဲတယ်လို့ဘာလို့ညာမင်းတို့စောက်ဝက်တွေကရောမဆွဲဘူးလားအခုဆိုဆွဲလားမဆွဲလားတော့မသိဘူးပြည်သူတွေကလည်းထားပြီးတော့သိရမလားစကိုင်းမင်းကင်းဘက်မှာဒီလောက်ထိကိုသဘောတများတွေတောင်းကျမ်းနေတဲ့ဂျားတွေကတော့မှစာနာတွေထပ်ပြနေကြတယ်ဘာလဲကြောက်သားတတ်တော်ဆိုလားစောက်ကြတယ်သူမြောက်လိုက်မပြောနဲ့သိလားကိုမြင့်ချီကိုပဲကိုမြင့်ငါတို့ကပေါ်တာပဲဆွဲတာငါတို့ကစစ်မှုထမ်းပဲဆွဲတာရခိုင်တွေကိုသွားပြီးတော့မရောစားဘူးသဘောပေါက်လားနော်တကယ်စစ်မှုထမ်းဆွဲတယ်ဆိုရင်တော့မှသိရမလားညဘက်အလေလွှဲပြီးတော့သိရမလားမူယူတောက်စားပြီးတော့